မအေးစရာဖြစ်ရဲ့အမှန်ပါချီနေကလေးငကာဖြစ်တဲ့အနန္တမွေးမီမေမိရွယ်90တွင်မူဖြိုးကြွယ်ခြင်းလည်းကင်းရပြီလေစံပြူလို့သွားကြွေနားကလေးကြွယ်ကြည်ပြတ်နေဖို့မေရဲ့သားရည်ကြည်လဲမွဲသတိလဲလွဲပြီးလဲမပြီးတော့ပါပြီမင်းတို့ဖြားကားစကားလေးတွေပြောတိုင်းအတန်လိုက်ခက်လို့နေလောကဓမ္မရာအိုးစရာထောင်းမေဘွားနေဆောင်ပြီလို့ကောင်းကောင်းမသိရှာပေမေစိတ်ကဲဆိုကလေးလိုဖြစ်ကနေမေရွယ်90တွင်မူဖြိုးကြဲခြင်းလည်းကင်းရပြီလေစံပြူလို့သွားကြည့်နားကလေးတွေ့ကြည်ပြတ်နေဖို့မေရဲ့သားအရေးအကြည်လဲမွဲသတိလဲလွဲပြီးလဲမပြီးတော့ပါပြီမင်းတို့ဖြားကားစကားလေးတွေပြောတိုင်းတန်လိုက်ခက်လို့နေလောကဓမ္မရာအိုးစရာထောင်းမေဘွားနေဆောင်ပြီလို့ကောင်းကောင်းမသိရှာပေမေစိတ်ကဲဆိုကလေးလိုဖြစ်ကနေ